Hello,အားလုံးပဲမင်္ဂလာပါအကွာတော့မနေ့6နာရီပေါ့နော်ဆိုရင်ညဆိုင်ဆင်းနေရပါဒါပေမဲ့အခုညဆိုင်ဆင်းပြရတယ်ပထမဆုံးကြောင်းဖွင့်ရမလို့ကြောင်းသွားပါမယ်အချောင်းမလို့တော့တိုင်နေရပေါ့နော်လောလောဆယ်တော့ညနာတော့ပြန်မတက်တော့ဘူးစကင်ကန်လေးရပြီးတော့ညတော့လိန်လာရဲ့မိတ်ကပ်ကလေးကိုဟိုပြင်းဒီပြင်းနေလေးလောက်ပါတယ်ပြီးရင်တော့ကြောင်းသွားရမယ်အေးကြီးကတော့မဝဘူးပေါ့နော်ဒီပထမဆုံးအချိန်အတန်းကိုတက်ချင်လို့ဆိုပြီးရှာရှည်ပြီးတော့ရွေးထားတာပေါ့နော်ဒါတော့ဆိုရင်3နှစ်မြောက်လွယ်နေလွယ်ကလေးပါရွံ့ကြောင်ဟင်ဒါတော့ကျမရေပေါ့နော်ကဲဘတ်စကားစီးပြီးတော့သွားပါပြီဘတ်စကားမှလည်းနည်းနည်းအင်္ဂိုင်းနေပါတယ်ဘတ်စကားမှဆင်းလိုက်တော့နေလေးပူနေလို့တအားလေးကိုသဘောကျသွားပါတယ်ရာတူတူကနေနည်းနည်းကောင်းနေလို့ပြောပါပေါ့နော်ဒီနေ့တူတူပဲဒီမှာကျောင်းလာတဲ့ကလေးတွေအများကြီးကိုတွေ့ရပါတယ်ကျောင်းရတော့ခါတိုင်းတိုင်းပဲဘာမှမပြောင်းလဲဘူးပေါ့နော်ဟုတ်ကဲ့ဒါလည်းကျမပါပဲရှင်ကဲတအားကိုဒီရရှိရှိတောင်းလိုက်တာဆိုတော့အခန်းထဲမှာမီးအောင်မပွင့်သေးပါဘူးအဲ့တော့ကိုယ်တိုင်မီးဖွင့်ပြီးတော့အခန်းထဲကိုဝင်သွားပါတယ်ဝန်တာအားရပဲအခန်းထဲမှာတကယ်ကိုလူတယောက်မှမရှိသေးပါဘူးဆိုရပထမဆုံးရောက်တာပါပဲဆောင်းရောက်တယ်လို့ပြောအောင်လဲအလုံးလေးကနီးနေတော့ပေါ့နော်ကဲတယောက်တည်းဆိုတော့ဟိုနေ့ကပြောထားလို့ပဲတယောက်တည်းနဲ့ဖြစ်ချင်တိုင်းဖြစ်တယ်တယောက်တည်းဆိုလို့ရှိရင်ကိုဇေယျပြောမြူးနေတာဘယ်သူမှထင်လို့မရပါဘူးအမောက်ခါကမှတောင်းထိုင်ပြီးတော့ဇေယျမလုပ်နေပါတယ်အစောကြီးတယောက်တည်းရောက်နေရဆိုပေမဲ့စိတ်ကြီးနေတော့အဆင်ပြေသေးတယ်ဒါပေမဲ့စိတ်ကြည်တာကအဲ့ဒီအချိန်ထိပါပဲဘာလို့လဲဆိုတော့ငကွာမအေးမဝါတဲ့ကြားတဲ့ audio 2နာရီလောက်လုပ်တဲ့အတန်းနဲ့တွေ့နေတော့အတန်းနဲ့ထွက်ထွက်ချင်းမင်းဆိုရင်အဲ့ဒီတန်းဖြတ်ခဲ့ပါတယ် first year script လောက်လေးကတီးထီပါပဲတတား